အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကိုရီးယားကားလေးတွေပေါ့နော်အယောင်းဝယ်ပြုလုပ်ပေးတယ်ကျွန်တော်နာမည်ကကိုထက်ကြီးဖြစ်ပါတယ်ခင်ဗျာအခုဒီကားလေးကတော့ပေါ့နော်12ယောက်စီမိသားစုအတွက်ကြေကြေဝုံဝုံသုံးညင်တဲ့လူတွေပေါ့နော်မိသားစုများတဲ့လူတွေနောက်ပြီးတော့ခီးထွက်မဲ့ပေါ့နော်တကယ်ကြီးအများကြီးနဲ့ခီးထွက်မဲ့လူတွေအတွက်ဆိုရင်တော့ဒီခု12ယောက်စီကားလေးအသုံးပြုလို့ပေါ့တော်တော်လေးကောင်းပါတယ်ပေါ့နော်ကိုရီးယားကားထဲမှာဆိုရင်ကျွန်တော်တို့ဒီပေါ့နော် Hyundai Grand Star ဘက်ကတော့ခုနောက်ပိုင်းဆိုရင်အယောင်းဝယ်လေးလည်းတော်တော်များပါတယ်ကျွန်တော်ဒီကားလေးကိုတော့အသေးစိတ်လေးရိုက်ပြပေးထားတာဖြစ်ပါတယ်ဒါအတွင်းကပေါ့နော်အတွင်းက TV ဆိုရင်လည်းကျွန်တော် Android TV တက်ပြီးသားပေါ့နော်ဒီကားလေးကတော့ Android TV ပါမယ်ထိုင်ကုန်နေဆိုရင်လည်းကျွန်တော်တို့ဒီအပေါက်ပြင်းတာစာမရှိဘူး12ယောက်စီပေါ့နော်အတွင်းကဆိုရင်လည်းဒါ original စီနေဖြစ်မယ်မော်ဒယ်က2009မော်ဒယ်ဖြစ်မယ်2009အမှန်ပါပေါ့နော်ဟုတ်ဘယ်ဘက်ချမ်းအယိုးစစ်အတိုက်ခိုက်လေးပေါ့နော်အတိုက်ခိုက်လုံးဝမရှိပါဘူးကျွန်တော် original chick တွေပဲရှိမယ်ပေါ့နော်အသေးသေးကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့လာရောက်ပြီးတော့ကြည့်လို့ရပါတယ်ကားလေးကရန်ကုန်မှာပဲကြည့်ရမယ်ပေါ့နော်ကျွန်တော်မိသားစုများရဲ့လူတွေအတွက် Grand Star ကားလေးတွေကအဆင်ပြေပါတယ်စီးရလည်းအဆင်ပြေတယ်အင်ဂျင်ပါဝါ2500cc ကို Premium Diesel တစ်မျိုးသုံးကားလေးတွေဖြစ်မယ်ပေါ့နော်အခုကားလေးကတော့ကျွန်တော်တို့ဒီပေါ့နော်အသေးစိတ်ကိုလာရောက်ကြည့်ရှုနိုင်တဲ့ရန်ကုန်မှာကြည့်လို့ရပါမယ်ကားလေးရဲ့ဈေးနှုန်းလေးက935ကိုညှိနှိုင်းလေးနဲ့ရောင်းချပေးပါမယ်ခင်ဗျာ